ကျွန်တော်ပြောပြမယ်သင်ခန်းစာကတော့လက်ရှိဒဲhigh voltage inverter 30 kW နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ error code error ပေါ့နော် error code ရေလို့မဟုတ် error နဲ့ပတ်သက်ပြီးတော့ဖြည့်ရှင်းခဲ့တဲ့ပုံစံလေးကိုဒါပြောပြတော့မှာပါအဲ့တော့ဒီအပိုင်းတွေကဟုတ်လားမတည်သေးတဲ့သူတွေဒါနဲ့ပတ်သက်ပြီးတော့ချစ်ချစ်မြင့်မြင့်ဟုတ်လား knowledge မရှိထားသေးတဲ့သူတွေပစ္စည်းရောင်းတဲ့သူတွေဟုတ်လားအင်ရှင်တွေကြုံလာတဲ့အခါမှာဒါဒီအထောက်အကူအများကြီးဖြစ်ပါလိမ့်မယ်ကျွန်တော်တို့လိုအချိန်အများကြီးပေးပြီးတော့ဟုတ်လားစဉ်းစားစရာမလိုအောင်လို့ဒီဗီဒီယိုဖိုင်လေးကိုဒါလုပ်ပေးခြင်းဖြစ်ပါတယ်အဲ့တော့ဖြစ်စဉ်ကဘာလဲဆိုတော့လက်ရှိဟိုတယ်လုပ်ငန်းတစ်ခုမှာကျွန်တော်တို့ဒီမနှစ်က6လပိုင်းလောက်က2024 6လပိုင်းလောက်ကတက်ပေးခဲ့တာပေါ့နော်အခုလက်ရှိဆိုရင်တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်6လနဲ့9လဝန်းကျင်လောက်တော့ရှိပြီထင်တယ်အဲ့ချိန်မှာဘာမှပြဿနာမတက်ခဲ့ပြီမဲ့ဒီနေ့ဒီရက်ဒီအချိန်မှာဘာဖြစ်လဲဆိုတော့ဒီဒဲရီ30 kW high voltage inverter က EPC ဝင်လာတယ်ပေါ့နော် EPC မီးလိုင်းရနေပြီးတော့ဒီ EPC သူ့စီကိုဝင်လာတယ် EPC ဝင်လာတဲ့အခါမှာ तू ကဝင်လာတဲ့ EPC နဲ့ဘာလုပ်လဲဆိုတော့ဘက်ထရီကိုကျွန်တော် charging သွင်းတယ်နော်ဘက်ထရီကို charging သွင်းတယ်ပြီးရင်ဒီ hotel မှာသုံးနေတဲ့ hotel အသုံးကိုလည်း तू ကပေးထားတယ်ဟုတ်ပြီနော်ဒါ EPC ဝင်လာတယ်နော်ကျွန်တော်ဒီဘယ်မှာတက်ထားလဲဆိုတော့ဒီ high voltage inverter ရဲ့ grid input ငုံမှာကျွန်တော်တို့တက်ထားတယ်အဲ့တော့ဒီဘက်ထရီကိုလည်း charging သွင်းတယ် hotel ကိုလည်းအသုံးကိုလည်းပေးထားတယ်အဲ့ဒီအချိန်လေးဒီဘာမှမဖြစ်သေးဘူးဟုတ်လား hotel အသုံးနဲ့ဒီလက်ရှိဟုတ်လားဘက်ထရီ charging နဲ့ပေါင်းလိုက်တဲ့ power ဟာယူသုံးတဲ့ power ဟာဟုတ်လား10 kW ရဲ့အထက်နော်12 kW ပတ်ချလဲရောက်တိုင်းမှာဒီ EPC အဝင်လာတဲ့ power ကို inverter ကအကြောင်းမဲ့ဟုတ်လားဘာမှမသိဘာ error code မှလည်းမထုတ်ဘူးဘာအလန်းမှလည်းမပေးဘဲနဲ့ပိတ်ချပလိုက်တယ် EPC ကဝင်နေတယ်နော် EPC ကလာနေတယ် EPC မီးပြတ်သွားတာမဟုတ်ဘူးနော်ဒီ inverter ကလက်မခံဘူးဟုတ်လားဒီအထွက်မှာပေးထားတဲ့ battery charging သွင်းနေတဲ့ charging ကိုလည်းသူပိတ်ချပလိုက်တယ်ပြီးရင် hotel ကိုပေးထားတဲ့ power ကိုလည်းပိတ်ချပလိုက်တယ်အဲ့တော့ပိတ်ချလိုက်တော့ဘာဖြစ်သွားလဲဆိုတော့EPC အဝင်ကိုဖြတ်ချရုံနဲ့ပြဿနာမရှိသေးဘူး EPC အထွက်ဖြစ်တဲ့ inverter ရဲ့အထွက်ကိုပါသူကပိတ်ချပြစ်တာပိတ်ချပလိုက်တော့ hotel ကမီးပြတ်သွားတယ်မီးပြတ်သွားပြီးတော့ကြာနေပြန်လာတယ်တခါပြန်ပြီးတော့ပြန်ပိတ်ချတယ်ဟုတ်လားဘယ်ချိန်လို့ဘယ်လိုမျိုးချိန်တွေမှာပိတ်ချရလဲဆိုတော့စောနာပြောတယ်10 kW တူ12 kW ပတ်ချလဲလောက်ရောက်တိုင်းမှာဖြတ်ချတာအဲ့တော့အဲ့ဖြတ်ချတဲ့ပြဿနာဟုတ်လား for code ထုတ်ပေးတယ်ဘာဖြစ်လို့ပါဒါမှမဟုတ်လည်းအလန်းနေပြတယ်ဒါဆိုရင်တော့ကျွန်တော်တို့ကဟုတ်လားဖြည့်ရှင်းရမယ်နီးလိုက်နေရှာဖွေတာကအဲ့လောက်ကြီးမရှုပ်ဘူးပေါ့နော်ဒါပေမဲ့အခုကဘာအလန်းမှလည်းမပေးဘူး inverter က normal ကြီးပဲဘာ for code မှလည်းမတွေ့ဘူးအလုံးလုံးနေတယ် battery နဲ့စမ်း okay EPC ပြန်ပေးဖြတ်ချတယ်ဖြတ်ချတာကအတုံးနဲ့နေကိစ္စမရှိဘူးအတုံးများလာတိုင်းမှာဖြတ်ချတယ်အဲ့ဒါကိုဒီဖြစ်စဉ်ကိုဖြစ်တာကိုဟုတ်လားဟိုတယ်ပိုင်ရှင်ကဖုန်းဆက်လာတယ်ညနေပိုင်းလောက်မှာဟုတ်လားဒီလိုဖြစ်နေပါတယ်အဲ့ဒါလေးဟွာကြည့်ပေးပါဦးဟုတ်လားโอเคရတယ်ကျွန်တော်ဗီဒီယိုဖိုင်လေးပို့လိုက်ပါကျွန်တော်ကြည့်လိုက်ပါမယ်ကြည့်လိုက်တဲ့အခါမှာဗီဒီယိုဖိုင်ထဲမှာကိုဘာဖြစ်နေမှန်းကျွန်တော်မသိတော့တဲ့အချိန်ကျတော့ဟုတ်ပြီထားလိုက်တော့ကျွန်တော်နောက်နေ့မနက်တစ်ဖွဲ့လွှတ်လိုက်ပါမယ်ဆိုပြီးတော့မန္တလေးကနေပြီးတော့ဒီဥစ္စာအတွက် service လုပ်ဖို့အတွက်ညနေမှာခေါ်တဲ့နောက်နေ့မနက်မှာထွက်သွားတယ်ထွက်သွားပြီးတော့ရောက်တဲ့အချိန်မှာပဲကျွန်တော် service တွေလုပ်တယ်လုပ်တော့ကျွန်တော်တို့မှာစစ်စရာကဘာ error code မှာမပေးနေတဲ့အတွက်ဟာလား EPC ဖြတ်ချနေတာဒီ inverter ကဟာလားသူလက်ခံတဲ့ voltage range တွေကိုမဝင်လို့လား frequency တွေမကိုက်လို့လားဟုတ်လား sequence တွေမမှန်လို့လားအကြောင်းမျိုးမျိုးပေါ့ဗျာဒါတွေဖြစ်နိုင်ခြေကိုကျွန်တော်တို့ကဒီမီတာတွေနဲ့တိုင်းစောင့်ကြည့်ဟုတ်လားပေးသုံးလုပ်တယ်10 to 12ဖြတ်ချတယ် voltage ငိမ့်တယ် frequency ငိမ့်တယ် sequence မမဘူးဟာဒါဆိုရင်တော့မဟုတ်သေးဘူး EPC အဝင်ကလည်း okay နေတယ်ဟုတ်လား inverter ကဖြစ်နေတာလား inverter ပြတ်ပြီဆိုရင်တော့ငါတို့ဒါ service လုပ်ရတော့မယ်ဟုတ်လား inverter လဲရမယ်ပြင်ရတော့မယ်အဲ့တော့စမ်းတော့ကျွန်တော်တို့ဒီမှာအိမ်မှာ hotel မှာမီတာရှိတယ်ပေါ့နော်မီတာရှိတယ်မီတာအထွက်မှာကျွန်တော်တို့ full power break ကခံထားတယ်အဲ့ရနေမှာဒီကိုယူပြီးတော့ပေးထားတယ်အဲ့တော့ဒီနေရာမှာ inverter မရောက်ခင်မှာကျွန်တော်တို့ save ကခံထားတယ်
အဲ့တော့ safe guard ကပဲဟုတ်လားဖြတ်ချလိုက်လို့ inverter ကဟုတ်လား power EPC အလားပြတ်သွားလို့သူလက်မခံတာလားဒါဆိုရင်တော့ကျွန်တော် safe guard ကိုကြော်မယ်ဆိုပြီးတော့ safe guard ကိုဖြုတ်လိုက်တယ်နော် safe guard ကိုဖြုတ်ပြီးတော့ 4 ကနေဓာတ်ရိုက်ပေးတယ်ဘက်ထရီကိုချခြင်း inverter ကသွင်းတယ် hotel ကိုသူပေးတယ်ဆောနာလိုပဲဒီနှစ်ခုပေါင်းခြင်းဟာဟုတ်လား10 kW နဲ့12 kW ရဲ့ပတ်ချလေရောက်ရင်ထုံးစံနာမည် inverter ကဒီ EPC အဝင်ကိုဟုတ်လားပေးထားတဲ့ power ကိုဖြတ်ချလိုက်တယ်ဖြတ်ချလိုက်တော့ဒီမှာရှိနေတဲ့ဥစ္စာကပုံမှန်ဆိုရင်တော့ hotel ကိုဒီမှာတက်ထားတဲ့ battery ကနေဓာတ်ရိုက်ပြန်ပေးရမှာပေါ့နော်ဒါပေမဲ့အဲ့လိုလည်းမဟုတ်ပြန်ပဲနဲ့ဒီ hotel တစ်လုံးလုံးကိုကျွန်တော်တို့မီးရပြတ်သွားတယ်ဟုတ်ပြီနော် bypass လုပ်ပေးထားတဲ့ battery ကို charging သွင်းတယ်ပုံမှန် EPC ပြတ်ရင် battery ကနေချက်ချင်းတောက်ပြီးတော့မီးရပြတ်လို့ပြတ်မှမသိရဘူးဖြစ်ရမှာဒါပေမဲ့မီးပြတ်သွားတယ်ဟာဒါဆိုရင်တော့ဟုတ်ပြီအဲ့ဆိုတော့ EPC line ကမဟုတ်ပြီမဲ့လေ inverter ကဒီလိုကြီးတော့ဖြတ်ချကြအကြောင်းမရှိနေဘူးဟုတ်လားဘာ error မှလည်းမထွက်နေတဲ့အတွက် inverter မဖြစ်နိုင်ဘူးအဲ့တော့မီတာနဲ့ light တိုင်းဆိုပြီးတော့တိုင်းတယ်ဒီနေရာအထွက်ကိုတိုင်းတယ်ဒီကိုဝင်လာတဲ့နေရာကို light တိုင်းတယ်ဂျားအဆင့်ဆင့် light တိုင်းတယ်အဲ့တော့တိုင်းတဲ့အခါမှာကျွန်တော်တို့ဘာသွားတွေ့လဲဆိုတော့ဟုတ်လားဒီ44ရဲ့အဝင်ထိ power မှန်တယ်အထွက်ဘက်မှာကျွန်တော် line 1နဲ့ line 2နဲ့တိုင်းရင်390 line 2 line 1နဲ့ line 3နဲ့တိုင်းရင်ဟုတ်လား4ကနည်းတယ်ပြီးရင် line 2နဲ့ line 3နဲ့တိုင်းရင်လည်း4ကနည်းတယ် line 1နဲ့ neutral နဲ့တိုင်းရင်230 line 2နဲ့ neutral နဲ့တိုင်းရင်230 line 3နဲ့ neutral နဲ့တိုင်းရင်4က something ပေါ့နော်နည်းနည်းပဲရှိတယ်ဟာဒါဆိုရင်တော့ဟုတ်ပြီငါတို့အဖြေတော့တွေးပြီပေါ့နော်ဒီလက်ရှိမီတာရဲ့အထွက်44 breaker ပဲကြောင်နေတာအဲ့တော့နောက်နေ့မနေ့မှာကျွန်တော်တို့ဒီမီတာရဲ့အထွက်နော်မီတာရဲ့အထွက်ဒီ44 breaker ကို EPC အဖွဲ့တွေခေါ်ပြီးတော့ကျွန်တော်လဲလိုက်တယ်အဲ့တော့ဒီကိုဝင်လာတာ normal တိုင်းပြန်ဝင်တယ်အဲ့တော့သူသုံးပေးသုံးတယ် battery charging သွင်းတယ်ဟုတ်လား hotel ကိုသုံးတယ်မီးကမှန်သွားပြီနော် sequence တွေလည်းမှန်သွားပြီသို့တော်လည်းပဲ10 kW တူ12 k ရောက်တိုင်းမှာဒီပြဿနာမပြေလည်သွားဘူးဖြတ်ချနေတော့မယ်အဲ့တော့ hotel လုပ်ငန်းဖြစ်တဲ့အတွက်မီးခဏခဏအဲ့လိုဖြစ်တော့ hotel လာတဲ့လူတွေကပွာညာလုပ်ပြီပေါ့ဗျာပွာညာလုပ်တော့ကျွန်တော်တို့မှလည်းဒါကြီးကမဖြေရှင်းလို့လည်းမရဘူးဟုတ်လားည7 နာရီလည်းမအိမ်နိုင်ဟုတ်လားထမင်းစားချိန်တော့တုတ်နဲ့ပြေးစားရတယ်ဘိုးကအဲ့လိုဖြစ်နေတာအဲ့တော့နောက်ဆုံးကြတော့ကျွန်တော်စဉ်းစားတာပေါ့နော်ဒီမှာ EB လုံးလို့ရတဲ့နီလန်ကရှိတယ်ပေါ့နော်ဘာလဲဆိုတော့ဒါ EPC အဝင်ဟိုဟာ input ငုတ်ပေါ့နော်ဒီမှာဂျန်ငုတ်ဆိုပြီးတော့ရှိသေးတာဟုတ်ဂျန်ငုတ်မှာကျွန်တော်တက်ပြီးတော့ဒီ EPC ငုတ်ကိုတွားထားတဲ့ဂျိုးကိုဟုတ်လား EPC ဂျိုးကိုဖြုတ်တယ်ဖြုတ်ပြီးတော့ဘယ်ကိုတက်တော့ဒီကိုတက်တယ်ဂျန်ငုတ်ကိုတက်လိုက်တယ်နော်ဒီ EPC power ဟောတာကိုဂျန်ငုတ်ကိုတက်လိုက်တယ်ဂျန်ကနေကျွန်တော်တဆင့်သွားခိုင်းတယ်ဘက်ထရီချာဂျင်သွင်းခိုင်းတယ်ဟိုတယ်ကိုပေးတယ်โอเคတယ်အဲ့ကြတော့ဘာမှမဖြစ်တော့ဘူးဟာဒါဆိုရင်တော့ inverter ရဲ့ဒီ EPC ဘက်ချမ်းပေါ့နော် EPC အဝင်ငုတ်ဘက်ချမ်းကပြဿနာတက်နေတာလားအဲ့ EPC အဝင်ငုတ်ဘက်ချမ်းက relay တွေဟုတ်လားတချို့သောပစ္စည်းတွေကျွန်တော်တို့ကတ်လိုက်လဲရတော့မှာလားစဉ်းစားရပြီပေါ့နော်ဒါပေမဲ့ဖြုတ်သွားဖို့ဆိုတာလည်းဟိုတယ်လုပ်ငန်းဖြစ်တဲ့အတွက်အဲ့လောက်ကြီးမရိုးရှင်းနေဘူးပေါ့နော်မလွယ်နေတဲ့အတွက် generator input ငုတ်မှာပဲပေးသုံးလိုက်မယ်ဆိုရင်လည်းဒီပြဿနာကြီးကပြေလည်သွားပြီပေါ့ဗျာဒါပေမဲ့ဒါအဖြေရှင်းတဲ့နည်းလမ်းမဟုတ်ဘူးတကယ်ပြဿနာကိုကျွန်တော်တို့ကအဖြေတွေ့သွားလို့ဟုတ်လားဖြေရှင်းလိုက်တဲ့နည်းလမ်းမဟုတ်ဘူးတခုကအဆင်မပြေလို့နောက်တစ်ခုထဲမှာကျွန်တော်ကလွယ်လေးအလွယ်နည်းနဲ့လုပ်ပေးလိုက်တာပဲရှိတယ်တကယ်ပြဿနာအဖြေမဟုတ်ဘူးဟုတ်လား EPC ငုံနဲ့ဂျန်ငုံမှာ EPC ငုံမရလို့ကျွန်တော်ကဂျန်ငုံကိုပြောင်းတက်လိုက်လို့အဆင်ပြေသွားတာပဲရှိတယ်ဒီ EPC ငုံမှာတက်နေတဲ့ပြဿနာမပြေလည်သွားဘူးမပြေလည်သွားတော့ဒီတိုင်းထားခဲ့ဖို့ဆိုတာလေလိပ်ပြမလုံဘူးပေါ့ဗျာဘာမှတကယ်အဖြေအစစ်မှန်မဟုတ်တာကြီးကိုအဆင်ပြေအောင်လုပ်ပေးခဲ့တယ်ဆိုတာကဟိုပြောရရင်ရှက်စရာကြီးပေါ့ဗျာသိရင်တော့ဟုတ်လားအလွယ်နည်းလောက်သွားတယ်ဆိုတာမျိုးပေါ့အပြောခံမယ်နေတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ဒီအဖြေကိုမရမချင်းမပြန်ဘူးပေါ့နော်ကျွန်တော်ဖွဲ့တွေက2 ရက်3 ရက်ကြာခဲ့ပြီနော်အဲ့လိုနဲ့ပဲအဖြေရှာတယ်ဟုတ်လားလောက်တယ် EPC နဲ့မပြေဘူးမီးစက်နဲ့လည်းမပြေဘူး generator ပေါ့မှာပြောင်းတက်တယ် okay တယ်အဲ့တော့အဖြေမရမချင်းကျွန်တော်တို့ကလည်းလက်လျှော့တဲ့လူတွေမဟုတ်ဘူးဒါကိုကိုတိုင်းသိကျင်တာသူ့ကိုပေးသုံးလိုက်လို့ရမယ်နီလန်းရှိပေမဲ့လည်းပေးမသုံးဘူးကျွန်တော်တို့ဒီအဖြေကိုကျွန်တော်တို့သိကျင်တယ်
ဟုတ်လားစိတ်ဝင်စားတယ်ဒီအတွက်ဒီလိုပဲဟုတ်လားကျွန်တော်အဖြေရှာကြတယ်အဲ့တော့ကျွန်တော်စီကအဖွဲတွေရဲ့ဟုတ်လားဒီအတွေ့အကြုံသူတို့ရဲ့ knowledge သူတို့ကြုံခဲ့ဘူးတဲ့အောက်ခြေမှာလိုက်ဖြေရှင်းထားခဲ့တဲ့ပြဿနာပေါင်း16000ရဲ့ knowledge တွေအတွေ့အကြုံတွေဟုတ်လားအယူဆတွေနဲ့ကျွန်တော်စီကသွားပေးခဲ့တဲ့ကျွန်တော်အဖွဲကသူတတိထားမိတာလေးတစ်ခုသူကြုံခဲ့ဘူးတာလေးတစ်ခုရှိခဲ့တယ်ဟုတ်လားအဲ့ဒါကဘာလဲဆိုတော့ဒီဖြစ်စဉ်ဟာ F30 ဆိုတဲ့ Foucault ရဲ့ဖြစ်စဉ်နဲ့နည်းနည်းလေးဆင်နေဆိုပြီးတော့သူကတတိထားမိသွားတယ်တတိထားမိသွားတဲ့အချိန်မှာဟုတ်လားသူကသူ့ဘာသူအင်တာနက်ကနေပဲကျွန်တော်တော့ပြောကြမလို့သူ့ဘာသူပဲအင်တာနက်ကနေရှာပြီးတော့ဒီပြဿနာလေးကိုဖြေရှင်းလိုက်တယ်လုံးဝအဆင်ပြေသွားတယ်2ရက်ကျော်3ရက်လောက်အချိန်တကုတ်ကုတ်နဲ့လုပ်ခဲ့တဲ့ကိစ္စက Foucault မထွက်တဲ့အတွက်ဘာမှမသိနေခဲ့တဲ့ဥစ္စာကကြုံခဲ့ဘူးတဲ့စင်တူယိုးမားလေးကိုသွားပြီးတော့တတိရလိုက်တဲ့အခါမှာအဲ့ဒီပုံစံတိုင်းဖြည့်ရှင်းလိုက်တာအဆင်ပြေသွားတယ်အဲ့တော့ဖြည့်ရှင်းလိုက်တဲ့ပုံစံကဘာလဲဆိုတော့ inverter ကိုအဖွင့်ပိတ်3ချိန်လုပ်တယ်နော် inverter ကိုအဖွင့်ပိတ်3ချိန်လုပ်တယ်လုပ်ပြီးတော့ factory reset ရိုက်တယ် factory reset ရိုက်လိုက်တဲ့အခါမှာကောင်းသွားတယ်အဲ့တော့ဒီတိုင်းမလုပ်ဘဲနဲ့ factory reset ရိုက်ရင်ရောမရပါဘူးကျွန်တော်တို့ရှေ့မှာဒီတိုင်းမလုပ်ဘဲနဲ့ factory reset ရိုက်ခဲ့တယ်မရဘူးပြဿနာမပြေလည်သွားဘူးအဲ့ဒါဘာလို့ reset 3ချိန်လုပ်ရတာလဲသူရဲ့ဒီ F35 ရဲ့ဟလာပြဿနာဖြေရှင်းနည်း F30 ရဲ့ပြဿနာဖြေရှင်းနည်းမှာကိုက inverter ကိုဘာလုပ်ရမှာလဲဆိုတော့အဖွင့်ပိတ်ကျွန်တော်တို့3ချိန်လုပ်ပါပြီးရင် reset ရိုက်ပါ reset ရိုက်လိုက်လို့မပြေလည်ဘူးဆိုရင်တော့ဟုတ်လားဆိုင်ကိုပို့ပါပေါ့ဗျာ manufacturer ကိုဆက်သွယ်ပြီးတော့ပြင်ခိုင်းလိုက်ပါပေါ့ထုံးစံတိုင်းပဲအဲ့တော့ကျွန်တော်တို့အခုဒီပုံစံလေးစမ်းလိုက်တာ okay သွားတယ်အဲ့တော့ F35 လို့ပေါ်လာရင်ဒီပုံစံလေးsorry F30 လို့ပေါ်လာရင်ဒီပုံစံလေးဖြည့်ရှင်းကြရတယ်နောက်တစ်ခုကအခုလိုမျိုးဖြစ်စဉ်ဘာကုတ်ဘာအလန်းဘာမှမပေးနေဘူး inverter က normal တိုင်းလှုပ်နေတယ်ဒါပေမဲ့ function ကောင်းကောင်းအလုံးမလုပ်တဲ့အခါမျိုးမှာဒီလိုပြဿနာလေးကြုံလာခဲ့ရင်ဒီဖြစ်စဉ်လေးကိုသတိရပါဒီ video file လေးကိုသတိရပါဒီထက်အတိုင်းဖြည့်ရှင်းလို့ရနိုင်ပါတယ်ပေါ့နော်ဒါဖြစ်စဉ်တူချင်မှတူမှာဟုတ်ဒီထက်အတိုင်းပြောတယ်လုပ်တယ်မရဘူးဆိုပြီးတော့ကျွန်တော်ပြောလာမှာဆိုလို့ဒီပုံစံလေးဒီပုံစံကျွန်တော်တို့ဖြည့်ရှင်းခဲ့ပါတယ်အချိန်အားဖြင့်2ရက်နဲ့3ရက်လောက်ကျွန်တော်တို့တကုတ်ကုတ်နဲ့အချိန်ပေးခဲ့ရပါတယ်ကျွန်တော်တို့လိုအချိန်ပေးစရာမလိုတော့ဘူးပေါ့နော်အခုဒီ video file လေးကိုနားထောင်လိုက်လို့ရှင်ဒါဆိုရင်ဒီလက်ရှိဖြစ်စဉ်လေးနဲ့ပတ်သက်ပြီးတော့ဒီအတွေ့အကြုံလေးကိုရလိုက်မယ်လို့ထင်ပါတယ်နော်အဲ့တော့လက်ရှိဒါအကြောင်းကြားလာတာကညနေနောက်နေ့မနက်ကိုညာကြီးကတော့ဒေချာပေါက်ကျွန်တော်တို့ပြေးလို့မရဘူးဟိုအချိန်ကြီးအကြောင်းရအောင်ပေါ့နော်အခုကျတော့မနက်စောကြီးရောက်ထွက်သွားတယ်နေ့လယ်ညနေလောက်မှရောက်တယ်ချက်ချင်းဝင်ပြင်းတယ်ညတခါလေးညစာတော့နောက်ကျနေပြီမင်းတို့သွားစားတော့ဆိုမှကျွန်တော်ဖွဲ့တွေကသွားစားတဲ့ပုံစံမျိုးတွေပေါ့နော်သူတို့ကလည်းစိတ်ဝင်စားတယ်ပြဿနာတကူမပြေလည်မချင်းဟုတ်လားလှည့်ပြန်ဖို့အစီအစဉ်မရှိတဲ့လူတွေဖြစ်နေတဲ့အတွက်ပို့ပြီးတော့လုပ်ငန်းကမြန်ဆန်ပြီးတာပေါ့နော်ဟုတ်လားအလောက်က9နာရီမှစတယ်လို့ဟုတ်လားညနေ9နာရီဆိုရင်အလုပ်ချိန်ပြီးပြီလို့ဆိုတဲ့ပုံစံမျိုးနဲ့သွားမယ်ဆိုရင်တော့ကျွန်တော်ဒီပြဿနာဟာတလနေလို့လည်းပြေးလေခြင်းမပြေးလေမှာပေါ့နော်ဒါပေမဲ့ကျွန်တော်ကန်ကောင်းတာကကျွန်တော်စီကအဖွဲသားအားလုံးဒီဟုတ်လားမနေ့ဆိုရင်6နာရီခွဲ9နာရီလောက်ဆိုရင်နိုးနေပြီးတော့ဘယ်သွားမလဲဘာလုပ်ရမလဲဆိုတာကိုတိုင်မင်ဂိုက်သွားဖို့လုပ်ဖို့ပြင်နေတဲ့သူတွေဖြစ်တာရဲ့ညဆိုလည်း9နာရီ10နာရီအထိဟုတ်လားမပြန်မင်းနဲ့အလုပ်လုပ်တဲ့သူတွေဖြစ်နေတဲ့အတွက်ကြောင့်ဒါ1ရက်2ရက်3ရက်လောက်အချိန်ပေးလိုက်ရတာပေါ့နော်မဟုတ်ဘူးဆိုရင်တော့ကျွန်တော်ဒီထက်ပိုပြီးတော့ကြာသွားနိုင်ပါတယ်အဲ့တော့ဒီသင်ခန်းစာလေးနဲ့ပတ်သက်ပြီးတော့နားလည်ခဲ့မယ်လို့ထင်ပါတယ်နောက်သင်ခန်းစာမှာတော့ on grade တွေမှာကြုံတွေ့ရတဲ့ F35 Dell ပြဿနာကိုဖြေရှင်းတဲ့ပုံစံလေးကိုဆက်ပြီးတော့ပြောပြပါမယ်ကျေးဇူးတင်ပါတယ်